မင်္ဂလာပါကိုဒီပါဒီဗီဒီယိုမှာလိုက်ကထုတ်ထားတဲ့ Jersey အသင်းနဲ့မြန်မာ Women League ရဲ့ Champion ARA အသင်းနဲ့ Singapore Women League ရဲ့ Champion FC Jurong အသင်းတို့ရဲ့ပွဲကောင်းသွားပေးမဲ့ဗီဒီယိုပဲဖြစ်ပါတယ်အသစ်ခုတ်ထားတဲ့အတွေ့အကြုံရဲ့ကစားသမားအသစ်ကန်တာကတော့ဒီနေ့လူစင်းမှာတော့ပါဝင်ခဲ့ခြင်းမရှိဘူးခင်ဗျာမတူညီရဲ့လီနှစ်ခုအား Champion အသင်းနဲ့တင်းထိတဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်ကတော်တော်လေးကိုတော့ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတယ်လို့ပြည်သက်အများပြလေးလိုက်အားပေးတာတော့ကျွန်တော်မြင်တွေ့ရတယ်ခင်ဗျာ ARA မြို့သမီးတင်းရဲ့ပထမ line မှာတော့အသစ်ခုတ်ထားတဲ့ဂျပန်ကစားသမားတွေမြင်တွေ့ရပြီးဒီကစားသမားတွေနဲ့ဘယ်လောက်ထိလှုပ်ပြသွားနိုင်မလဲဆိုတော့ဒီနေ့ပွဲစဉ်မှာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်ပွဲစာယူဆိုတဲ့ ARA တင်းနေတော့ဖိအားပေးထားတော့မြင်တွေ့ကြခင်ဗျာခုဆိုတော့ဖြည်းဖြည်းဝင်းမဲ့မဆူနဲ့တွဲထားတယ်မဆူပဲအလေကိုဖြတ်ဝင်ဖို့ကြိုးစားနေတယ်အစီဂျူရောင်းအတင်းပဲပြန်တားထားတယ်ရှုပ်ထွေးနေတယ်ဆူဆူကတက်ရှိပါအလင်းမြန်မဲ့တိုက်ပြီးကန်ထစ်ထားတယ်ကိုပေါင်းနဲ့လဲချော်သွားခဲ့တယ်ခင်ဗျာ ARA တင်းနေတော့ဖြည်းဖြည်းဝင်းရှိနေညာထောင်မန်းနေပြီးတောက်ချောက်ထိုးပေါက်တိုက်စစ်စင်နေအောင်မြင်တွေ့ရခင်ဗျာဖြည်းဝင်းကန်တင်ထားတယ် ARA ထဲမှာတော့တိုက်မဲ့လူမရှိနေဘူးခင်ဗျာနောက်ထပ်ဝေဖြူဝင်းဝယ်ပေးထားတယ်ဖြူဝင်းမဲ့တစ်ချက်အခြေအနေကြည့်နေတယ်ကန်တင်ပေးထားပြီးဘောလုံးကတစ်ချက်တောက်ပြီးတော့ redo ပေါ်လာရှိကျသွားတယ် redo ပေါ်လာကောင်းတဲ့ချက်တော်လေးပျော့သွားခဲ့ပြီးတော့ကိုသမားဟေဇလင်းထထရပဲဖမ်းယူထားတယ်ခင်ဗျာခုဆိုရင်တော့ဖြူဝင်းမဲ့ရထားသေးတယ်ကန်တင်ပေးမလို့လမ်းကြောင်းလေးကိုထည့်ပေးလိုက်တယ်မဆူကိုတောက်လျှောက်ပဲပြေးလိုက်နေရပဲဖြစ်ပါတယ်မဆူကိုပဲရထားသေးတယ်မဆူကိုပဲကန်တင်ထားပြီးရူကာဆိုင်နေငယ်နောက်ကျသွားခဲ့တာပဲဖြစ်ပါတယ်ခုဆိုတော့မဆူကိုပဲအလေကိုချပေးထားတယ်စမိုးပြေးအောက်ဆိုင်နဲ့လှလှပပပဲရီတူပေါ်နဲ့လမ်းကြောင်းတွေချပေးလိုက်ပြီကိုသမားဟေဇလင်းပဲမီယာထွက်ဖမ်းထားတယ်ခင်ဗျာခုစနော် FC ဂျူရောင်းအသင်းမဲ့တိုက်စစ်စမိုးစူးစမ်းနေကျွန်တော်တို့18ဆူဇူဝါတက်ရှိမာရူပြန်လေတားယူသွားခင်ဗျာကွင်းလေမာရူဆူဇူဝါတက်ရှိမာရူအကောင်းဆုံးခြေသွမ်းတဲ့ ARA တင်းကွင်းလေကိုထိန်းချောင်းနေရပဲဖြစ်ပါတယ်ခုစနော်ကျွန်တော်တို့14ရူကာဆိုင်ကန်ထစ်ထားပြီကိုသမားဟေဇလင်းပဲထပ်မံကာဝယ်သွားခဲ့တာပဲဖြစ်ပါတယ်နောက်တန်းအမှန်စင်ရီတူပေါ်နာရူကာဆိုင်ကိုပေးထားရူကာဆိုင်ပဲတယောက်ကြော်ဖြတ်ထားပြီးလှလှပပကန်ထစ်ထားပြီဂိုးပြီခင်ဗျာဒီတစ်ချိန်မှာတော့ဂျပန်ကစားသမားရူကာဆိုင် ARA တင်းအတွက်လိုအပ်နေတဲ့ဥဆောင်ဂိုးတော့လှလှပပပဲနောက်တန်းတွေကိုကြော်ဖြတ်ပြီးတော့သွင်းယူသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာခေါ်ယူထားတဲ့ဂျပန်ကစားသမားတွေရဲ့တူအားယုံအားနဲ့လောအားနှုံးတွေကတော့တော်တော်လေးကိုကြောက်ဖို့ကောင်းနေအောင်တော့မြင်တွေ့ရတယ်ခင်ဗျာဒီတော့ဖြူဖြူဝင်းမဲလမ်းကြောင်းလေးကိုထည့်ပေးထားပြီးမဆူကိုပဲညာတော်မန်းနေပဲထိုးပေါက်ဝင်ရောက်လာပြီမဆူကိုပဲအလေကိုချိုးပေးထားပြီးရူကာဆိုင်ကန်ထည့်ပေးမဲလေးနောက်တန်းနဲ့ထိသွားခဲ့တာပဲဖြစ်ပါတယ်ခုဆိုတော့ဆူဆူကတက်ရှိမာရူတယောက်လက်လာပပပဲဘတ်ထားပြီးလေကိုဖြတ်တင်ပေးထားပြီးပိတ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းနောက်တန်းနဲ့ဖြတ်ထုတ်သွားခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ပြောနေစဉ်အတွင်းမှာပဲပထမပဲပြီးဆုံးသွားခဲ့ပြီးတော့ ARA မျိုးသမီးအသင်းအနေနဲ့ FC ဂျူရောင်းအသင်းကိုတော့ 1-0 ဆိုရဲရတဲ့နဲ့ဦးဆောင်ထားတယ်ဗျာဒုတိယပိုင်းမှာတော့လင်းမြင့်မိုးနဲ့ဝင်းသိန်းကြီးထုံးကိုထည့်သွင်းပြီးတော့ ARA တင်းတိုက်စစ်ကိုတော့ပုံမြင့်တင်လာတော့မြင်တွေ့ရတယ်ခင်ဗျာခုဆိုတော့နောက်ထပ်ဝေပဲရထားသေးတယ်နောက်ထပ်ဝေပဲခြေနေကြည့်နေတယ်ဖြူဝင်းနဲ့တွဲထားပြီးဖြူဝင်းမဲ့လေကိုချိုးပေးထားပြီးနောက်ထပ်နေရှင်းထုတ်ထားတယ်နောက်ထပ်ဝေပဲပြေးထားပြီးကန်ထစ်ထားတယ်ကိုမောင်နေငယ်လွဲချိုးသွားခဲ့တာပဲဖြစ်ပါတယ် ARA အသင်းရဲ့တိုက်စစ်စင်မှုတွေမှန်သမျှညာထောင်မန်းနေစတင်နေရဖြစ်ပြီးတော့ဒီနေ့မှာတော့ကျွန်တော်တို့18ဆူဇူဝါတက်ရှိမာတော့မဖြစ်မနေချီကျူသွားရမှာပဲဖြစ်ပါတယ်တော်တော်လေးကိုတီနေနဲ့ playmaker တယောက်ရဲ့ကစားဟန်တော့မြင်တွေ့နေရတယ်ခင်ဗျာခုဆိုတော့ဖြူဝင်းမဲ့မဆူကိုပေးထားတဲ့မဆူရူကာဆိုင်နဲ့1-2ရိုက်ထားပြီးလမ်းကြောင်းလေးကိုထည့်ပေးလိုက်တဲ့မဆူကိုပဲညာထောင်မန်းနေဖြတ်ပြေးသွားပြန်ပြီးအလေကိုချိုးပေးထားတဲ့ဝင်းသိန်းကြီးတို့ပြေးပိတ်ပြီးဂိုးပြီခင်ဗျာဒုတိယပိုင်းမှာလူသားလဲဝင်းရောက်လာတဲ့ဝိုင်းတိုက်စစ်မှုဝင်းသိန်းကြီးထုံးရရှိလာတဲ့အခွင့်အရေးတစ်ချိန်ကိုတော့တွင်းကိုအဖြစ်ပြောင်းလဲသွားခဲ့ပြီးတော့ ARA မျိုးသမီးတင်းတော့ဒုတိယမြောက်ဦးဆောင်ကိုတွင်းယူပေးသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဖြူဝင်းရှိကနေစတင်ပြီးတော့မဆူအိုနဲ့ရူကာဆိုင်ရဲ့1-2အပြန်တွဲလုံးဝစင်မဆူအိုအကွက်မြင်ဖန်တီးပေးဖို့မှုနဲ့စင်ဝိုင်းတိုက်စစ်မှုဝင်းသိန်းကြီးထုံးကိုအဖြစ်ပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်ခုဆိုတော့ထရက်ဝေးပဲနောက်နဲ့ပြန်တွဲထားတယ်ကျွန်တော်20မိုချီဇူကီတိုက်စစ်မှုလင်းမြင့်မိုးရဲ့လမ်းကြောင်းလေးကိုကန်တင်ပေးထားလင်းမြင့်မိုးပဲနောက်တော့ကြော်ဖြတ်ပြီးတော့ဘဲချင်းနဲ့အဆုံးသတ်ပြီးဂိုးပြီခင်ဗျာဒုတိယပိုင်းမှာလဲလေထားတဲ့ကစားသမား2ယောက်ဖြစ်တဲ့ဝင်းသိန်းကြီးထွန်းနဲ့လင်းမြင့်မိုးတကိုးစီတွင်းယူပြီးတော့ပွဲတော်ကြီးမားတဲ့အလှည့်ပြောင်းတွေဖြစ်စီခဲ့ပြီပဲဖြစ်ပါတယ်ဒီအချိန်တွေမှာတော့လူစားလဲမှုပြုလုပ်ခဲ့တဲ့နီးပြချုပ်တက်ရှိရိုတော့ချီကျူသွားရမှာပဲဖြစ်ပါတယ်နီးပြချုပ်ရဲ့လူစားလဲမှုမှန်ကန်ခဲ့တာကြောင့်ဒီကစားသမား2ယောက်ရဲ့တွင်းကိုနဲ့အတူ ARA အသင်းကတော့ပွဲကိုထိန်းချုပ်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ပွဲကစားနေ59မိနစ်မှာတော့ ARA အသင်း3-0ဆိုတဲ့ရလဒ်နဲ့ဦးဆောင်ထားတယ်ခင်ဗျာခုဆိုရင်တော့ညာထောင်မန်းနေပဲမဆူအိုပဲရထားသေးတယ်မဆူအိုပဲကန်တင်ပေးထားပြန်ပြီးကိုသမားပုတ်ထုတ်ထားတယ်လင်းမြင့်ကိုပိတ်ထားတယ်နည်းနည်းလေးနဲသွားခဲ့တာပဲဖြစ်ပါတယ်နီးပြချုပ်တာရှီရိုအနေနဲ့ကတော့အဓိကကစားသမားတွေဖြစ်တဲ့ဆူဇူဝါဒါရှီမာရူနဲ့ဖြူဝင်းတို့တော့နားပေးခဲ့ပြီပဲဖြစ်ပါတယ်ခုဆိုတော့ကန်တင်ပေးထားပြန်ပြီးကိုသမားပုတ်ထုတ်ထားတယ်နောက်လည်းရှင်းထုတ်ထားတယ်မိုချီဇူကီတေတက်ပဲထိန်းထားတယ်လင်းမြင့်မိုးပေးထားပြန်ပြီးလင်းမြင့်မိုးပဲတစ်ချက်ဆွဲထုတ်ထားတယ်လာပါပဲလင်းမြင့်မိုးပဲရထားသေးတယ်ညာတော့ပဲလင်းမြင့်မိုးအလေကိုကန်တင်ပေးထားပြီးဂူသမားဟေဇလင်းကာကွယ်ထားတယ်နောက်တော့ရှင်းတော့မသိတဲ့ဝင်းသိန်းကြီးတို့ထပ်ပြီးတော့ကန်ထားပြီးဂိုးပြန်ပြီခင်ဗျာဂျူရောင်းတင်နောက်တန်းဖြတ်တဲ့ပုံမတည်တတ်တဲ့အခြေအနေတစ်ခုမှာတော့ဝင်းသိန်းကြီးထွန်းရရှိလာတဲ့အခွင့်အရေးကိုအမှားယွင်းမရှိဘဲနဲ့အဆုံးသက်ပြီးတော့နောက်ထပ်တွင်းကိုတကူ
သူ့အတွက်ဒုတိယမြောက်သွင်းကို AR အသင်းတို့၄ဂိုးမြောက်သွင်းကိုရယူသွားခဲ့ပြီပဲဖြစ်ပါတယ် AR အသင်းရဲ့တိုက်စစ်ဆင်မှုတွေရောညာတောင်မန်ကနေပဲစတင်နေရဖြစ်ပြီးခုဆိုရင်ကန်တေပေးလိုက်ပြီးဝင်းသိန်းကြီးထိုးမဲ့ခေါင်းလိုက်ဖို့ကြိုးစားခဲ့ပေမဲ့လည်းနောက်တန်းရှင်းလို့သွားခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ပြောနေစဉ်အတွင်းမှာပဲဒုတိယပိုင်းကလည်းပြီးဆုံးသွားခဲ့ပြီးတော့ချန်ပီယံနှစ်သင်းထိပ်တိုက်တွေးဆုံမှုမှာတော့ AR အသင်းအနေနဲ့ FC ဂျူရောင်အသင်းကိုတော့၄ဂိုးမရှိဆိုတဲ့ပြတ်သားရေးရတဲ့အနိုင်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ AR အသင်းရဲ့ကစားသမားတွေအကုန်လုံးကအသင်းကြီးအသင်းရဲ့ပုံစံကောင်းကိုပြသခဲ့ပြီးတော့အမားယွင်းနည်းနည်းနဲ့မကြသေးခင်ကမှပြောင်းရွှေ့လာတဲ့ဂျပန်ကစားသမားတွေနဲ့အသင်းနဲ့တော်တော်လေးကိုအံဝင်ခေကြဖြစ်နေတာကိုမြင်တွေ့ခဲ့ရပြီးတော့ဒီပါကစားသမားတွေရဲ့အစင်တန်းမြင့်တဲ့ကစားပုံကိုမြင်တွေ့ခဲ့ရသလိုပြည်တွင်းကစားသမားတွေဖြစ်တဲ့ဝင်းသိန်းကြီးထိုးနဲ့လင်းမြင့်မိုးတို့ရဲ့တိကျတဲ့အဆုံးသက်တွေကိုလည်းဒီနေ့ပွဲစဉ်မှာမြင်တွေ့သွားခဲ့ရတာပဲဖြစ်ပါတယ်ဒီလူစီရင်ဒီကစားပုံဒီခြေစွမ်းနေဆိုရင်တော့ AFC Women Champion League မှာတော့ AR အသင်းအနေနဲ့အခြေအနေတစ်ခုကိုရောက်ရှိအောင်စွမ်းဆောင်သွားနိုင်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်နဲ့ပြောကြားရင်းနဲ့ပဲဒီ vlog လေးကိုဆုံးသက်လိုက်ပါတယ်ဆုံးကြည့်ကြပါညီကောင်မတို့တူးကြောက်ရှိတဲ့ကိုကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက် vlog တွေနောက်ပွဲစဉ်တွေမှာကျွန်တော်တို့အတူတူပြန်တွေ့ကြမယ်ကျွန်တော်ကတော့ကိုတေပဲဖြစ်ပါတယ်